အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မင်္ဂလာတပွဲလုံးစာအားပေးသွားတယ်မိသားစုလေးရဲ့မင်္ဂလာပွဲတိုင်းပုံတော်လေးတွေနဲ့မိတ်ဆက်ပေးမယ်နော်ဒါလေးကသတို့သားဖိဖိအတွက်ပါရှင်ပန်းမိတ်ကက်ရောင်ကလေးပါရှင်တလက်မအတူထူလေးပါဒါလေးကတော့သတို့သားမင်းကြီးအတွက်ပါအရှိကတလက်မနောက်ကနှစ်လက်မအထူလေးပါစိန်တက်တန်ဒီဇိုင်းလေးဖြစ်ပါတယ်ရှင်easy တစ်စိတ်ကလေးပါရှင်ဒါတို့စိန်3 line လေးနဲ့ပါရှင်ဒါလေးကတော့သရိုးသမီးမိမိအတွက်ပါရှင်ဝင်းမင်းရောင်ခဲပြူရောင်တလေးပါရှင်ဒါလေးကတော့မင်္ဂလာလက်မှတ်ရေးထိုးပွဲအတွက်ပါရှင်စိမ့်လူရောင်ကလေးပါရှင်ဒါလေးကတော့မင်္ဂလာလျှောက်လမ်းမှာအသုံးပြုမယ် flower ကပန်းကျဲမဲ့ညီမလေးအတွက်ပါရှင် baby pink ရောင်ကလေးပါရှင်ဒါလေးကသရိုးသမီးရဲ့မမဝစ်စင်မဲ့ဒီဇိုင်းကလေးဖြစ်ပါတယ်ရှင်စင်ဆွဲဝါကလေးပါရှင်ဒါလေးကမင်္ဂလာလက်စွပ်ဘန်းကင်ပဲညီမလေးအတွက်ပါရှင်အဖြူဆွတ်ဆွတ်ကလေးပါရှင်ဒီလိုပွဲတိုင်းပုံတော်ဖနက်ကလေးတွေကိုကျမတို့ရဲ့ AC ဖနက်ဆိုင်မှာကိုရိုင်းကိုကြလာရွေးခြင်းနဲ့ကိုရိုင်းစမ်းစီးကြည့်ရမှကျင်းနေမယ်ဆိုရင် AC ဖနက်ဆိုင်မှာလာခဲ့ဖို့ဖိတ်ပါတယ် AC ဖနက်ဆိုင်ရဲ့လိပ်စာလေးကတော့အမှတ်1ရှိအေရုံကိုကျော်အောင်စမ်းစီစကော့စီရန်ကုန်မြို့ပါရှင်ကိုကျော်အောင်စမ်းစီကထွက်ပေါက်ကလာခဲ့လို့ရပါတယ်ဖုန်းဆက်ပြီး order ကိစ္စစုံစမ်းခြင်းနဲ့ဆိုရင်3999238291နဲ့3999426269ကိုဟယ်လိုလုပ်ပေးပါတစ်စစ်ပြန်လဲရောင်းချလို့များအတွက်လဲလက်ကားစီဖောက်တယ်စီပြီးတန်ရှိပါတယ်အားလုံးပဲနောက်ဗီဒီယိုလေးတွေမှာပြန်လဲဆိုတွေ့မယ်နော်တတားပါရှင်